ကောင်းကင်ယံရဲ့အလှတရားတွေကိုငေးမောတတ်သူတွေအတွက်ဒီအရာကစိတ်ဝင်စားစရာဖြစ်မှာပါကဘာမြေရဲ့လေထုကနေထွက်ပေါ်လာတဲ့အလင်းတန်းတွေအပေါ်ကနေငကားငွေတန်းကြီးထိုးတက်လာတဲ့ဒီမြင်ကွင်းကိုသင်ဘလို့ခံစားရပါသလဲဒီလိုမျိုးမြင်ကွင်းတွေကိုစူးစမ်းတတ်တဲ့သူတွေအတွက်အာကာသထဲမှာမြင်ရတဲ့တောက်ပတဲ့ဒီအလှတရားတွေဘာကြောင့်ဖြစ်ပေါ်လာရတာလဲဆိုတာပြောပြပေးပါမယ်အာကာသယာဉ်မှူး Chris William က2026ခုနှစ်ဧပြီလ23ရက်နေ့မှာဒီမြင်ကွင်းကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။သူဟာနိုင်ငံတကာအာကာသစခန်းမှာချိတ်ဆက်ထားတဲ့ SpaceX Dragon အာကာသယာဉ်ပေါ်မှာရှိနေချိန်ပါ။ဒီလိုလီထုကနေထွက်ပေါ်လာတဲ့အလင်းတန်းကို Air Glow လို့ခေါ်ကြပါတယ်။ဒါဆိုဒီအလင်းတွေဘယ်လိုဖြစ်ပေါ်လာတာလဲ။အပေါ်ပိုင်းလေထုတွေကအတန်နဲ့ molecule တွေဟာနေရောင်ခြည်ကြောင့်စွမ်းအင်ရပြီးတောက်ပလာတဲ့အခါ Air Glow ဖြစ်ပေါ်လာပါတယ်။သူတို့မှာပိုလီယန်နေတဲ့စွမ်းအင်တွေကိုဖယ်ရှားဖို့အလင်းအဖြစ်ထုတ်လွှတ်လိုက်တာပါ။ဒီနီးလန်းကပထမဆုံးဖြစ်ပေါ်စေတဲ့နီးလန်းဖြစ်ပါတယ်။နောက်တစ်နည်းကတော့နေရောင်ခြည်ကြောင့် ion ဓာတ်ဖြစ်သွားတဲ့ atom နဲ့ molecule တွေဟာလွတ်နေတဲ့ electron တစ်ခုနဲ့ထိတွေ့မိပြီးဖမ်းယူလိုက်တာပါ။ဒီလိုအခြေအနေတစ်ခုလုံးမှာ atom တွေဟာပုံမှန်တိုင်းပြန်ဖြစ်ဖို့အတွက်အလင်းမုန်လေးတွေကိုထုတ်လွှတ်ပါတယ်။ဒီအလင်းမုန်ကို photon လို့ခေါ်ပါတယ်။ air glow ဖြစ်ပေါ်ပုံက aurora နဲ့ဆင်တူတယ်လို့သင်တွေးမိမှာပါ။ဒါပေမဲ့သူတို့မှာအတိတ်ကကွာခြားချက်တစ်ခုရှိပါတယ်။ Aurora တွေကနေလေကနေထွက်လာတဲ့စွမ်းအင်မြင့်အမှုန်အမွှားတွေကြောင့်ဖြစ်တာပါ။ Air glow ကတော့နေ့စဉ်ပုံမှန်နေရောင်ခြည်စွမ်းအင်ကြောင့်ပဲဖြစ်တာပါ။ဒီလိုခြားနားချက်လေးတွေကကဘာမြေပတ်လည်မှာဖြစ်ပေါ်နေတဲ့စွမ်းအင်စီးဆင်းမှုတွေကိုနားလည်အောင်ကူညီပေးပါတယ်။နေ့စဉ်မြင်တွေ့နေရတဲ့နေရောင်ခြည်ကနေတောင်ဒီလိုအံ့ဩစရာကောင်းတဲ့ဖြစ်စဉ်တွေရှိနေတာကိုမြင်တွေ့ရတာအံ့မခန်းပါပဲ။ဒီလိုမျိုးစัจ java လာရဲ့နောက်ထပ်လျှို့ဝှက်ချက်တွေကိုစူးစမ်းဖို့အတွက်ဒီလိုပုံစံတူအကြောင်းအရာတွေကိုရှာဖွေသွားဖို့အရေးကြီးပါတယ်